Hello အားလုံးမင်္ဂလာပါဒီလိုပဲနေပြန်ဆိုလိုက်ပါတယ်လီဗာပူးတီးရဲ့ဒါခေါ်ယူဖို့စိတ်ဝင်စားနေရဆိုတော့ဒါနောက်ခံကစားသမားတွေတယောက်ဖြစ်တဲ့ Roland Slide နဲ့ပတ်သက်ပြီးတော့ဒါမနေ့ကတည်းကတစ်ခုတက်ခဲ့တယ်ပေါ့နော်အဲ့ဒါကဒါပြောမှဆိုလို့ရှိရင်သူ့ရဲ့အဖေပေါ့နော်သူ့ရဲ့အဖေရဲ့ဒါ interview တစ်ခုမှပြောကြားထားတဲ့အကြောင်းအရာတစ်ခုလို့ပြောမယ်ဆိုရင်တော့ပိုပြီးမှန်နိုင်တယ်အဲ့ဒါကဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒါသူ့ရဲ့ဒါလက်ရှိကာရာစာရေးအသင်းမှာကစားနေတယ်ဒါပြောမှဆိုသူသားဒီအသင်းကိုလည်းချစ်တယ်ပေါ့နော်ပြီးတော့သူ့သားကဒါဟိုဒီထက်ပိုပြီးတော့ဥရောပအဆင့်မြင့်ရှိတဲ့အသင်းမှာကစားဖို့အတွက်လည်းထိုက်တန်နေဆိုပြီးတော့ဒါဖော်ပြထားတယ်အဲ့ဒီအသင်းကလည်းဒါလီဗာပူးလို့အသင်းမျိုးလည်းဖြစ်နိုင်ခြေရှိတယ်ဆိုသူဖော်ပြထားတယ်ပေါ့နော်ပြီးတော့ဒါသူ့အနေနဲ့ပြောတာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့သူ့ရဲ့တားရဲ့ management team ပေါ့နော် agent ပေါ့နော်အဲ့ဒါကိုလည်းအသင်းအနေနဲ့ဒါဆက်သွယ်ထားမှုတွေရှိတယ်ပေါ့နော်အဲ့တော့သူ့သားအနေနဲ့လာမယ့်ဂျာဒီမှာဒီလိုမျိုးအသင်းကြီးတစ်သင်းကိုပြောင်းသွားခဲ့မယ်ဆိုရင်သူ့အနေနဲ့မအံ့ဩဘူးပေါ့ပြောချင်တာသူ့သားထိုက်တယ်အဲ့တော့သူ့သားလည်းပြောင်းဖို့ရှိတယ်သူ့သားရဲ့ agent တွေကိုလည်းဒါအသင်းဘက်ကဆက်သွယ်ထားမှုတွေရှိတယ်ပေါ့အဲ့လိုပုံစံမျိုးသူပြောကြားထားတယ်ပေါ့နော်နောက်ပြီးတော့သူပြောကြားထားတာဗျာတကယ်လို့နောက်ရာသီမှာဒါသူ့သားအနေနဲ့ဒီအသင်းကိုပြောင်းသွားခဲ့မယ်ပေါ့လီဗာပူးကပြောင်းသွားခဲ့မယ်ဆိုရင်လီဗာပူးရဲ့ပွဲထွက်ကစားသမားတွေထဲမှာဟန်ဂရီကစားသမား3ယောက်တပြိုင်တည်းပွဲထွက်လာတာတော်တော်လေးကိုဒါထူးချွန်ပြောင်မြောက်တဲ့ဒါပွဲတစ်ပွဲကိုကြည့်ရမယ်တခုပဲလို့သူပြောကြားထားတယ်ပေါ့နော်အဲ့တော့ပြောမှဆိုဗျာသူတို့ဟန်ဂရီအသင်းအတွက်ဒါနိုင်ငံအတွက်ဂုဏ်ယူတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောချင်တဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်ဒီဟာကသူ confirm လုပ်ပေးလိုက်တယ်ဆိုတဲ့အခြေအနေမှာရှိရပေါ့ဒါပေမဲ့ဒါတွေကဟိုကောလာဟာလာပုံစံမျိုးလဲဖန်တီးတာလည်းဖြစ်ကောင်းဖြစ်နေတယ်သူအသားကိုဒါပြောမယ်ဆိုရင်ဒီလိုအသင်းတွေကခေါ်ဖို့အတွက်ဒါမီဒီယာတဆင့်အဲ့လိုမျိုးပြောကြားတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့တော့ဒီကစားသမားအသက်အရွယ်အားဖြင့်နည်းနည်းကြီးတယ်ဒါဟန်ဂရီကစားသမားဖြစ်တဲ့အတွက်စူးစမ်းအားထုတ်မှုတွေလုံလတွေဒီ mentality တွေနောက်ပြလို့ဆိုလို့ရှိရင်သူ့ရဲ့ဒီ strength တွေပေါ့နော်ကြံ့ခိုင်မှုအားနဲ့ပတ်သက်ပြီးတော့လည်းဘာမှအလုပ်ကြီးပြောစရာမရှိဘူးလက်ရှိကာရာဇာကြီးအသင်းမှာလည်းဒါပြောမှဆိုခြေစွမ်းပြနေတဲ့ကစားသမားတစ်ယောက်ပဲကျွန်တော်ဒီမှာဆိုဒါညာနောက်ခံကစားသမားတွေကကျွန်တော်တို့အများအားဒုက္ခပေးနေရဆိုတော့ဒါဒီလိုဒဏ်ရာကြီးကြီးနဲ့ကစားသမားကိုခေါ်နိုင်မယ်ဆိုရင်အသင်းအတွက်လည်းအများကြီးထောက်ကူဖြစ်တယ်ပေါ့ဒါပေမဲ့အသက်အရွယ်အားဖြစ်တော့ဒါတော်လေးစိုးရင်စရာကောင်းတယ်မကြိုက်ဘူးပေါ့ဗျာပြောမှဆိုပွင့်လင်းပြောရင်တော့အသက်အရွယ်အားပြီးတော့တော်တော်လေးကြီးတယ်အဲ့တော့ညီကိုနေနဲ့ဟောဒီကစားသမားကိုဘယ်လိုမြင်ကြလဲသူတွေပြောတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဘယ်လိုဟိုကစားသမားတကယ်ရောက်လာမှာလားအဲ့နဲ့ပတ်သက်ပြီးကိုမဝင်ဆွေးနွေးပြလို့ရပါတယ်ဒီဗီဒီယိုလေးကိုသဘောကျရင် like and follow လုပ်ပေးဖို့လည်းမေတ္တာခံချင်ပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်